စီရွှေဆန်ရံဖျားပွဲရဲ့အထိမ်းအမှတ်ဖြစ်တဲ့ခမောက်ကလေးတွေရဲ့ဒီမှာငါးရုပ်လေးတွေပါရှင်ငါးရုပ်လေးတွေပါအယောင်နဲ့စုံပါတယ်ရှင်အယောင်လေးလည်းတော်တော်စုံပါတယ်အိမ်မှာအလှချိတ်လို့ကောင်းပါတယ်ရှင်နောက်ထပ်ရေဘူးထဲတဲ့ဝါဘူးလေးတွေပါရှင်နောက်ရေဘူးထဲတဲ့ဝါဘူးလေးတွေပါဝါနဲ့ရက်ထားတဲ့ရှင်နောင်းလေးလည်းရှိပါတယ်อันนี้ท่านเข้าพาลีพระเจ้าพาลีมาเชียร์สิ